ကောင်မလေးရဲ့လက်ပေါ်မှာပင်ကိုတကောင်ထွက်လာတဲ့ခါမှာတော့သူကမကြောက်တဲ့အပြင်မိချစ်ဘူးတွေကိုထည့်လိုက်ပါတယ်ပြီးလို့ရှင်တော့အိမ်မွေးတိရစ္ဆာန်လိုသဘောထားပြီးတော့မှဖမ်မလေးထဲမှာခိုးပြီးတော့မွေးထားလိုက်ပါတယ်ဒါကတာမန်ပင်ကိုတကောင်မဟုတ်ဘူးဆိုတော့ကိုတော့သူကမသိပါဘူးတေးဆိုတဲ့ဂျိုသားပင်ကိုတကောင်ဖြစ်ပြီးလွန်ခဲ့တဲ့မိနစ်အနည်းငယ်ကသူဟာကျင်းနဲ့တူကြွေကြလာခဲ့ပြီးတော့ဥလေးကနေထွက်လာခဲ့တာလည်းမကြသေးပါဘူးဒီလိုနဲ့ပဲကောင်မလေးရဲ့အိမ်မွေးတိရစ္ဆာန်ဖြစ်သွားခဲ့ပြီးကောင်မလေးကလည်းပင်ကိုရဲ့ထူးဆန်းတဲ့နေရာတွေကိုသတိထားမိသွားခဲ့ပါတယ်သူဟာလူသားရဲ့အတန်ကိုလိုက်တူနိုင်တာပဲဖြစ်ပါတယ်ကောင်မလေးကဝမ်းသာအားရနဲ့ပိုးဝက်တကောင်ကိုဖမ်းလာခဲ့ပြီးတော့ဖမ်မလေးနဲ့ကိုထည့်ပေးပါတယ်။ဒါပေမဲ့မတ်လိုက်တာပင်ကိုလေးကဗိုက်ပြေးသွားပြီလို့ထင်နေတဲ့အချိန်မှာပဲသူဟာပင်ကိုရဲ့စားနိုင်တဲ့အစွမ်းကိုအထင်သိမိခဲ့တာပါ။အဲဒီညမှာပဲပင်ကိုလေးကသူ့ရဲ့ကြောက်စရာကောင်းတဲ့ဗီဇလက္ခဏာကိုပြသလိုက်ပြီးသူကလေဝင်လေထွက်ပြုံကနေကောင်မလေးအဖွားရဲ့အခန်းထဲကိုရောက်သွားခဲ့ပါတယ်။ကံကောင်းတာကတော့အခုချိန်မှာပင်ကိုဟာအကောင်သေးသေးလေးဖြစ်တာကြောင့်ပဲလွတ်သွားခဲ့တာပါ။သူမွေးထားတဲ့ကြက်တူရွေးလေးကတော့အဲဒီလောက်ကံမကောင်းခဲ့ပါဘူး။နောက်နေ့မနေ့မှာတော့အဖွားရဲ့အခန်းထဲကအော်တန်အကျယ်ကြီးထွက်လာခဲ့ပါတယ်။ကြက်တူရွေးတွေကတေဆုံးသွားခဲ့ပါတယ်။အဖွားကတော့ကြွက်တွေကလာပြီးလှုပ်သွားတာလို့ထင်နေခဲ့ပေမဲ့ပထွေးကတော့အဲ့ဒီလိုမတွေးပါဘူး။သူကဆင်မချတာကြောင့်ကောင်မလေးရဲ့အခန်းထဲကိုလာပြီးကြည့်တဲ့အခါမှာဖမ်မလေးကိုတွေ့တဲ့အခါမှာတော့အနီးကပ်သွားပြီးတော့ကြည့်မလို့ပါပဲ။ကောင်မလေးကသူ့ကိုအတန်ကျဲကြီးနဲ့တားလိုက်ပါတယ်။ပြီးလို့ရှိရင်ကောင်မလေးကသူကအိတ်တော်မလို့ဆိုပြီးတော့သူ့ရဲ့ပထွေးကိုမောင်းထုတ်ပါတယ်။ပြီးလို့ရှိရင်ပူဟက်အရှင်တအိတ်ကိုထုတ်ပြီးတော့မှသူ့ရဲ့ပင်ကိုလေးကိုကျွေးဖို့လုပ်နေပြီးဒါပေမဲ့ပယုတ်တလုံးကဖမ်မလေးနောက်ကိုရောက်သွားတဲ့အခါမှာတော့အထက်ကပင်ကိုလေးကနာကျင်နေတဲ့တန်ထွက်လာခဲ့ပါတယ်။သူကပယုတ်လုံးကိုအရန်ကြောက်တာနဲ့တူပါရဲ့ကောင်မလေးကစမ်းကြည့်တဲ့အနေနဲ့ပယုတ်လုံးကိုကန်ပြီးတော့တွားကပ်လိုက်တဲ့အခါမှာပယုတ်လုံးနဲ့တီးသွားတဲ့ပင်ကိုမြင်ကအရေးတွေပျော်သွားခဲ့ပါတယ်ဖမ်မလင်းတစ်ခုလုံးလည်းလှုပ်သွားခဲ့တာဖြစ်ပြီးကောင်မလေးကရအောင်ဖမ်းလိုက်တာကြောင့်ပဲဖမ်မလင်းကကွဲမသွားခဲ့တာပါသူကပင်ကိုစိုက်ပြီးကြည့်တဲ့အချိန်မှာပင်ကိုလေးကတရက်အတွင်းမှာပဲအများကြီးထွက်လာတာလည်းသတိထားမိသွားပါတယ်ဒါတော့ထူးဆန်းနေတဲ့ဖြစ်ရပ်ကိုကြည့်ပြီးတော့မှကောင်မလေးကစိတ်လိုရှားနေပြီးညဘက်ရောက်တဲ့ကောင်မတော့ပင်ကိုဟာဖမ်မလင်းတွေကနေထက်ပြီးတော့ထွက်လာပြီးတော့ပြုံကနေအိမ်နီးနားချင်းတွေကိုရောက်သွားပြန်ပါတယ်အိမ်နီးချင်းရဲ့ခန္ဓာကိုယ်ပေါ်ကိုခိုးပြီးတော့တက်သွားပြီးအခုချိန်မှာအိမ်နီးချင်းကသူ့ရဲ့မိသားစုပုံကိုကြည့်ပြီးတော့ဝမ်းနည်းနေတာပဲဖြစ်ပါတယ်။သူ့ရဲ့မိသားစုတွေကကားအက်ဆီဒန့်ဖြစ်ပြီးတော့အကုန်ဆုံးသွားခဲ့တာကြောင့်ပဲဒီအင်ဂျင်ထဲမှာသူတယောက်တည်းကျန်နေခဲ့တာပါ။သူနဲ့သူ့ရဲ့မိသားစုတွေပြန်ပြီးတော့ဆုံရမှာကိုတော့သူကမသိပါဘူး။အကြိုက်ခင်ရတဲ့အိမ်နီးချင်းဟာချက်ချင်းပဲလဲကျသွားပြီးတော့ပြန်ထလာတဲ့အချိန်မှာတော့မန်နေကနေသူ့ရဲ့အနာကိုလိုက်ပြီးတော့ရှာလို့တော့မှမတွေ့ရပါဘူး။ပါဇက်ထဲကနေသူတွေအများကြီးထွက်လာခဲ့ပြီးတော့သူ့ရဲ့မိသားစုတွေကိုရောက်ရှိလို့သွားခဲ့ပါတော့တယ်။နောက်နေ့မှာတော့အင်းကြီးရဲ့ခွေးဟာလေဝင်လေထွက်ပြုံကနေကောင်မလေးတွေရဲ့အိမ်ကိုရောက်လာပါတယ်။ပထူးကခွေးကိုသွားဖို့တဲ့အချိန်မှာတော့တကားခောက်ပြီးတော့လာဖွင့်ပေးတဲ့လူမရှိတာကြောင့်ပဲသူကိုယ်တိုင်ဖွင့်ပြီးတော့ဝင်သွားရပါတယ်။အခုမှပဲအင်းကြီးရဲ့ဝမ်းနေကြတဲ့ကိုတီးလိုက်ရတာဖြစ်ပြီးကောင်မလေးကတော့ဘာမှမသိပဲနဲ့သူ့ရဲ့ပင်ကိုလေးကိုအင်းကြီးတစ်ခုလဲပေးဖို့တဲ့အစီအစဉ်နေတာပါ။ဒါပေမဲ့လည်းလိုင်းပေါ်မှာရှာကြည့်တဲ့အခါမှာပင်ကိုလေးရဲ့အမျိုးအစားကိုတော့ရှာလို့မတွေ့ပါဘူး။အဲဒါကြောင့်ပဲသူဟာအပေါ်ထက်မှာရှိတဲ့ဘိုင်ဝန်သမားကောင်လေးစီကိုသွားပါတယ်။ပင်ကိုမွေးမြူတဲ့ညီကိုမေးလိုက်ပေမဲ့ပင်ကိုလေးဟာလူစကားပြောတတ်တဲ့အကြောင်းကိုတော့ပြောပြထားလိုက်ပါတယ်။ကောင်လေးကလည်းချက်ချင်းပဲစိတ်ဝင်စားလာခဲ့ပြီးသူကကောင်မလေးကိုသူ့ရဲ့ပင်ကိုအိမ်တစ်ခုလှုပ်ပေးနေတဲ့အကြောင်းဒါပေမဲ့ပင်ကိုလေးကိုသူတို့အိမ်မှာခဏထားရမယ်လို့ဆိုပါတယ်။သူတို့နှစ်ယောက်စလုံးကသဘောတူသွားကြပြီးဒါပေမဲ့ကောင်လေးကကောင်မလေးရဲ့ပထီကိုသွားရှာပြီးတော့သူ့ရဲ့သမီးကအစိတ်ပြင်းတဲ့ပင်ကိုမွေးထားတဲ့အကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီပင်ကိုလည်းတက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေကိုပို့ပေးလိုက်မယ်ဆိုပြီးတော့ပြောထားပြီးကောင်မလေးကအဲ့ဒီသတင်းကိုကြားတဲ့အခါမှာတော့ဒေါသတွေထွက်သွားပါတယ်။သူ့ရဲ့ပင်ကိုလေးကိုနှမျောတာကြောင့်သူ့ပထီတွေနဲ့စကားများပါတယ်။ကောင်လေးကတော့သူ့ရဲ့ပင်ကိုလေးကိုဘယ်ကမှမပို့ဘဲနဲ့အပိုင်သိမ်းထားလိုက်တာဖြစ်ပြီးအိမ်ကအိမ်မွေးတိရစ္ဆာန်တွေကိုလည်းပင်ကိုလေးကိုချကြည့်ပါတယ်။သူ့ရဲ့လိုရဲကြောင့်ပဲပင်ကိုရဲ့ခန္ဓာကိုယ်ဟာအစမတန်ကြီးထွားလာခဲ့ပြီးအဲ့ဒီညမှာပဲပင်ကိုဟာလေဝင်လေထွက်ပြုံကနေကောင်မလေးရဲ့အခန်းထဲကိုဖျက်သွားပြန်ပါတယ်။ထိုးစံနာတစ်ခုကတော့သူဟာကောင်မလေးကိုသွားပြီးတော့မထိခိုက်ပါဘူး။အိမ်ခန်းထဲမှာရန်ဖြစ်နေတဲ့ကောင်မလေးရဲ့မိဘစီကိုသွားလှည့်ပြီးသူ့ရဲ့မိဘတွေကတော့ပင်ကိုရဲ့အစိတ်အောက်မှာအသက်ဆုံးရှုံးလို့သွားပါပြီ။ကောင်မလေးကတော့ဘာမှမသိဘဲနဲ့ဂိမ်းဆောင်နေတာဖြစ်ပြီးခွေးလေးကအရန်ဟောင်းနေလို့သာသူ့အပြင်ကိုထွက်ပြေးကြည့်တဲ့အခါမှာပင်ကိုကတော့သူ့ဖေရဲ့အလောင်းကိုလေဝင်လေထွက်ပြုံနေကိုဆွဲသွားခဲ့တာပါ။အခန်းထဲမှာလူတယောက်မှမတွေ့တာကြောင့်ပဲသူဟာပြင်းရဲ့အရှိမထိုင်ပြီးတော့သူ့ရဲ့မိဘကိုခေါ်ကြည့်ပါတယ်။ပင်ကိုကလည်းအဲ့ဒီထဲကနေသူ့ဘက်ကိုအမြန်ပြေးလာပါတယ်။သူလှမ်းပြီးတော့ဗီဒီယိုနဲ့ပိတ်လိုက်ပါတယ်။ပြီးလို့ရှင်တော့ဂျောင်းမကပ်ပြီးတော့တက်ဆက်ဆက်တုံနေခဲ့ပြီးသူ့မောင်လေးရဲ့ခန်းကိုသွားကြည့်တဲ့အခါမှာတော့သူ့ရဲ့တလာသားမောင်လေးကလည်းပျောက်နေပါပြီ။သူကအရန်စိတ်ညစ်တာကြောင့်ပဲကိုတက်တည်ဖို့အတွက်လုံနေခဲ့ပြီးအခုချိန်မှာတော့သူဟာပယုတ်လုံးကိုရုတ်တရက်တရိရပြီးတော့အကြံတစ်ခုရသွားခဲ့ပါတော့တယ်။